မော်နေမနဲ့မိုးလေးနိုင်နဲ့မမေငိုတိမှက်လေးနေလမ်းမမဲအင်ငိုတိမှက်လေး6000နေလမ်းပါမယ်ဒါကတော့သမင်းကျဲကိုအိမ်ထဲစောင့်ဝင်လာပါပြီဒီနေ့ကတော့ဈေးကနေဝတ်သားဝယ်လာပါတယ်ဝတ်သားနဲ့ပဲတီးနေပါဝတ်သားနဲ့ပဲဝတ်သားကိုရေစင်စင်ဆေးပါမယ်အရေးစင်စင်ဆေးပြီးတော့ဒီဘက်ချမ်းပဲတီးနဲ့ရော့ကြော်ပါမယ်ဝတ်သားလေးကိုနေတော်လေးအရင်တုံထားလိုက်ပါမယ်ဒီနေ့ကတော့ဝတ်သားနဲ့ပဲတီးနဲ့ကိုကဖောင်ကြော်ပါမယ်ရှင်ဝတ်သားကိုလည်းနေတော်လေးလှီးပြီးဆိုတော့ပဲတီးလေးကိုလည်းလှီးပြီးတော့ရေးစီထားပါမယ်ပြီးရင်ကျွတ်တော်ပြူနေယူသည့်ကျွတ်တော်ပြူနေယူသည့်အနီတောင်းလည်းရေးစီထားပါမယ်ရှင်ပြီးတော့အဲ့ဒီဟာလေးကိုစုံနဲ့ထည့်ပြီးတော့ညက်အောင်ထောင်းလိုက်ပါမယ်ရှင်ညက်လည်းညက်ပြီဆိုရင်တော့ဒီနေ့တော့ဝသားနဲ့ပဲတီရဲ့ကဖောင်ကြော်ဖို့အတွက်အစင်သေးလေးဖြစ်နေပါပြီရှင်စီစူလာတာနဲ့မမေကဝသားလေးကိုအရင်ကြော်လိုက်ပါမယ်တခုခုဆိုရင်မမေကအသားလေးပါလို့ဆိုရင်ချက်အောင်ကြော်လာရင်ရပါတယ်ဝသားလေးကိုသားလေးတင်းတော့အခုလည်းအရင်ကြော်လိုက်ပါမယ်ရှင်ဝသားလေးကိုဒါလေးတင်းရင်လည်းတစ်ခေါက်ထပ်ပြန်ကြော်ပါမယ်စိတ်ကတော့အစိမ်းကြော်အစိမ်းတစ်ခါတည်းရောပြီးကြော်တာများပေါ့နော်နည်းနည်းသားလေးနည်းနည်းကျက်မှတာကြိုက်တာပါဒါတော့သားလေးနေတော်လေးဖြစ်နေပြီဆိုရင်တော့အဲဒီသားလေးကိုဒီခဏလေးဖယ်ထားလိုက်ပါမယ်ဒီခဏလေးတစ်ခါဖယ်ထားပြီးတော့ခဏထောင်းထားလဲကြောက်တော့ရှင်နေမျိုးလေးကိုလည်းဒါလေးထည့်ပြီးတော့စီတာလိုက်ပါမယ်ရှင်ဒီတော့ကျင်းနေမျိုးဒီလေးနဲ့စီတက်ထားတဲ့ဟာဝေးလာပြီဆိုရင်လည်းအဲဒီခုနကကြော်ထားတဲ့တားနဲ့ဟာထည့်ပြီးလုံးဝကြော်လိုက်ပါမယ်ရှင်လုံးဝကြော်လိုက်ပါမယ်လုံးဝကြော်လိုက်ပြီးနည်းနည်းလေးနဲ့ထိလိုက်ဆိုရင်လည်းတစ်ခါဒီကပဲတီးလေးကိုပါထည့်ပြီးတော့ဟာလေးထည့်ကြော်လိုက်ပါမယ်ဒါတော့ခုနရေးစားတဲ့ပဲတီးလေးပေါ့နော်ပဲတီးလေးကိုပသားရင်ပဲတီးရဲ့နှစ်ခါလိုက်ရေးပြီးတစ်ခါလိုက်ထည့်ပြီးတော့ကြော်လိုက်ပါမယ်ရှင်ရောင်လေးကလည်းရောင်စင်းလေးတော့ထားပြီးဆိုရင်နေရာမတူအောင်ဆိုပြီးတော့ဒီလိုရေလေးထည့်ပြီးတော့အင်းကိုကြော်ထားလိုက်ပါမယ်ရေလေးထည့်ပြီးဆိုရင်လည်းနည်းနည်းတစ်ခါထည့်လုံးလိုက်ပါမယ်အဲလုံးထားပြီးရင်နည်းနည်းဒီခင်းလေးထည့်လို့ရအောင်ရတာမုံလေးကိုထည့်ပါမယ်စားရင်ချုံမိုးလေးနည်းနည်းရဲ့တကြားနည်းနည်းချိုကျိတ်တဲ့တကြားလေးပါထည့်လိုက်ပါဒါကတော့ဒီကဖောင်ချဟုတ်တော့ထည့်မယ်ကဖောင်ရွက်လေးတွေပါကဖောင်ရွက်ဟိုတနေ့ကလေးပူတာနည်းနည်းနေပါပြီမစင်ဘောဟိုဘက်ချမ်းလည်းရှိပါပြီဆိုတော့ကဖောင်ရွက်လေးကိုထည့်ပြီးတော့လုံးလိုက်ပါမယ်ရှင်ဒီနေ့တော့ဝတာပက်တိကဖောင်လေးရပါပြီရှင်ဒါကတော့မင်းကြောထားတဲ့ဝတာပက်တိကဖောင်လေးပါမင်းတို့တာမင်းတို့စားဖို့ဆက်တိဖြစ်ပါပြီဒီနေ့တော့ဒါဝတာကဖောင်လေးနဲ့ထမင်းမီမီလေးစားပါမယ်ရှင်မင်းတို့တာမင်းနှစ်ယောက်ကဟင်းတစ်မျိုးပဲချက်တာများပါတယ်ဒါကတော့သူများလေလာပေးထားတဲ့တရတီးမှဲ့လေးပါတရတီးမှဲ့လေးကိုခွဲပြီးတော့ဖျားဆွမ်းတော်တင်ပါမယ်ရှင်မမေကသူများလာပေးထားတော်တော်ပစ္စည်းမှန်တဲ့မြောက်ကိုဖျားဆွမ်းတော်တင်လေးရှိပါတယ်ဒီနေ့ရဲ့ blog လေးကတော့ဒီမှာပဲဆုံးသတ်လိုက်မှာမနေ့